အားလုံးပဲမင်္ဂလာပါရှင်။နှစ်ပိတ်ကနေကြိုဆိုပါရစေ။ခုဆိုရင်တော့နွေရာသီလေးဖက်ကိုရောက်လာပြီပေါ့နော်။ဒါဆိုရင်တော့ထိုင်းစားစရာလေးတစ်မျိုးဖြစ်တဲ့ငါးသေးတာမိုးဖက်တုပ်လေးတုပ်စားကြမယ်ရှင်။ဒီတုပ်လေးကချင်းကန်ဆက်လေးဆိုတော့အရန်စားလို့ကောင်းတယ်ပေါ့နော်။ဒါဆိုရင်တော့နှိပ်ဘလို့လုပ်မလဲဆိုတာနှိပ်ပြီးတော့ဖိုင်ကိုစုပ်ထိလိုက်ကြည့်ပေးကြပါအောင်ရှင်။ပါဝေပစ္စည်းလေးတွေကတော့ပဲတော့ရှိပပလှီထားတဲ့ဟာလေးရယ်နန်းနန်းပင်လေးရယ်တန်ပြသီးရယ်ချက်တော်နေလေးရယ်ပါရှင်ဒါဆိုရင်တော့သုံးမဲ့ပကံလေးထဲကိုမုတ်ဖက်လေးကိုထည့်ပေးလိုက်ပါမယ်ရှင်ဒီနေရာမှာကျတော့မုတ်ဖက်ကကိုစားချင်တဲ့လောက်တုပ်ပြလို့ရပါတယ်ရှင်ပြီးရင်တော့မုတ်ဖက်လေးကိုခပ်ပွပွလေးဖြစ်သွားအောင်လုပ်ထားပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့ပပလေးထားတဲ့ချက်တော်ကြီးရယ်ပဲတော့ရှိရယ်နန်းနန်းပင်လေးရယ်ကိုထည့်ပေးလိုက်ပါမယ်ရှင်နေ့ကဒီနေရာမှာငါးတိတောက်ကိုဒီမျိုးစားလေးတုပ်ပြထားပါတယ်ရှင်။ဒါကြတော့ကိုစိတ်ကြိုက်တုပ်ပြလို့ရပါတယ်ရှင်။ဘာရင်ငါးတိတောက်တစ်စိမျိုးမျိုးတုပ်ပြလို့ရတယ်ပေါ့နော်။ငါးတိတောက်ကိုတော့နေ့ကနှစ်ဘူးတုပ်ပြထားပါတယ်ရှင်။တပူးကိုတော့အနှစ်တွေပါယူလိုက်ပြီးတော့နောက်တပူးကိုတော့နေ့ကငါးဖိုက်လေးတွေပဲထည့်လိုက်ဖြစ်ပါတယ်ရှင်။ဒါကြတော့ကိုကျင်းနေတဲ့ပူစာလေးတိုက်ထည့်လို့ရပါတယ်ရှင်။ဒါကြတော့ထိုင်းငပိရီလေးပါရှင်ဒီထိုင်းငပိရီလေးကိုတော့ကိုစိပြတဲ့မျိုးစားလေးကိုတုပ်ပြလို့ရပါတယ်ရှင်ဒီထိုင်းငပိရီလေးကိုလည်းနည်းငယ်လေးထည့်ထားပေးလိုက်ပါမယ်ရှင်တကယ်လို့ကိုကများများလေးကြိုက်တယ်ဆိုရင်တော့ပို့ထည့်လို့ရပါတယ်ရှင်ပြီးရင်တော့ငရုတ်တီချက်မုတ်ကိုစားနဲ့တလောက်ထည့်ပေးလိုက်ပါမယ်ရှင်အရသာနေနဲ့တော့ချုံမုတ်နေငယ်တခြားနေငယ်အသားမော့နေငယ်ထည့်ပေးလိုက်တယ်ရှင်ပြီးရင်တော့လှီထားတဲ့တံပြားသီးလေးကိုညှစ်ထည့်ပြီးတော့တမတော့အောင်တုပ်သွားပေးလိုက်ပါမယ်ရှင်ဒီမုတ်တီတုပ်လေးကိုတော့နေ့လည်နေ့ခင်းဖက်ဆိုရင်တုပ်စားလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်။နေတော့ကြိုက်လို့မကြခဏတုပ်စားဖြစ်ပါတယ်ရှင်ဒီမုတ်တီတုပ်လေးကိုပေါ့နော်။ပြီးရင်တော့ဒီမုတ်တီတုပ်လေးထမှာပေါင်းပြီးပစ္စည်းလေးတွေကလည်းတိတ်မများဘူးပေါ့နော်။စိတ်လုံးလည်းအများကုန်ကြတက်တာပါတယ်ရှင်။ပြီးရင်တော့လုံနေလေးကလည်းအများလွယ်ကူလို့ရှင်းနေရောပဲရှင်။စားလို့လည်းအများကောင်းတယ်ပေါ့နော်။ချင်းငယ်ဆက်လေးဆိုတော့ပုတ်သွားပြီးလဲလို့အားလုံးသမားသွားပြီဆိုရင်တော့ရတာလေးမြည်ကြည့်ပြီးတော့ကိုစိတ်ကြိုက်ပြန်ထည့်ယူနေပါလေရှင်။အဲလို့ရတာလေးကဆင်ပြီးပြီဆိုရင်တော့စားလို့ရပြီပေါ့နော်။ဒါဆိုရင်တော့ပကံလေးထက်ကိုထည့်ပေးလိုက်ပါမယ်ရှင်။နိုင်ကတော့မောက်ဖက်တုတ်ချက်သမားဆိုတော့မောက်ဖက်တုတ်တုတ်ရင်းနဲ့တည်ကြနေပြီပေါ့နော်။ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နေ့ပြီးတော့ဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နေ့ပိတ်ကိုလည်း like and follow လေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ဗီဒီယိုဖိုင်တစ်တွေမှာဘယ်လိုစားစရာမျိုးတွေနဲ့လုပ်ပြသွားမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲတတ်တာ